Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောချင်တာကနေပြီးတော့ကျွန်တော်တို့ဒီ American လောကမှာဆိုလို့ရှိရင်ဒီ Walmart Center ဟာနေရာတကာတိုင်းလိုလိုမှာရှိတယ် American တနန်တလျောက်ဆိုလို့ရှိရင်9200နဲ့15 Center အထိရှိတယ်လို့ကျွန်တော်တို့သိရတယ်များပြလာတဲ့ Walmart ကြီးမှာဘာတွေရောက်လဲဆိုတာသိချင်ကြလားကျွန်တော်လိုက်ပြချင်တယ်ပြီးတော့ဒီ Walmart Center ကဒီပြန် market တွေနဲ့မတူဘဲနဲ့ပစ္စည်းတွေဆိုလို့ရှိရင်လေအစုံရှိတယ်အသီးအရွယ်ကအစာပန်းငါအစုံအဲ့လို Walmart Center ထဲမှာပစ္စည်းကအစုံရောင်းတယ်အဲ့လိုအစုံရောင်းပြီးမှသူတို့ကဘယ်လိုပြောမလဲဆိုင်ရတဲ့လူတွေရောချမ်းသာတဲ့လူတွေပါအသုံးပြုလို့ရအောင်လောက်ထားတဲ့ market ဆိုတော့ဒီ market ကဒီ American တနတ်တလျောက်မှာတော်တော်လေးကိုလူလို့ရပါတယ်တော်တော်လေးကိုလူကြိုက်တဲ့ market ထဲမှာရှိပါတယ်ကျွန်တော်တို့ဆိုလို့ရှိရင်လေ America ကိုရောက်ကြတဲ့ကဒီ market ကိုပဲမိခိုပါတယ်ဘာပဲလိုချင်ချင်းဝယ်စားရှိလို့ရှိရင်ဒီ market ပဲလာတယ်ကျွန်တော်တို့ပဲ 90% လောက်လူတွေကဒီ market မှာဝယ်တဲ့လူတွေများတယ်ဒီ market ကနေပြီးတော့ဆင်းတဲ့လူတွေနဲ့လူလက်တန်းစားတယ်အဓိကမိခိုတဲ့ market လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်လည်းအတူဒီ market မှာဘာတွေကိုရောင်းလဲဆိုတာကြည့်ကြရအောင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်အသီးရွက်တွေအများကြီးရှိတယ်ဒီကမှမဖြစ်ဆိုလို့ရှိရင်တစ်လုံးကိုဘယ်လောက်ရှိမလဲအိုး$1ကျော်လောက်ပဲရှိတယ်နဲ့တူတယ်အော်မန်ဟာဒါဈေးရှိတယ်ကွာဒီကောင်တားဈေးတန်နေတယ်ဒီကမှကမှဆိုလို့ရှိရင်ဒီတစ်လုံးက$5လောက်ဒီတရက်ဒီတစ်လုံးကတော့တချို့မှကလည်းဆိုလို့ရှိရင်$5ထိရောက်တယ်ဒါပေမဲ့$တော့တော်တော်မြင့်တဲ့ဈေးနှုန်းပါ$$$3လောက်ပုံမှန်ရှိတယ်ဒါပေမဲ့ဒီမှာကမှဆိုလို့ရှိရင်97 cent နဲ့ရှိတယ်တော်တော်လားမရှိဘူးကျွန်တော်ဆိုလို့ရှိရင်အမြဲတမ်းဝယ်တယ်နန်ဒီယာလူဆိုလို့ရှိရင်လည်းဟုတ်ပါပဲဒီညမားကမှာဒီနန်ဒီယာလူတစ်လုံးကို$2 $3 $4လောက်ရှိတယ်ဒီမှာဆိုလို့ရှိရင်ပထမတော့$2နဲ့24 cent ဆိုပြီးရောင်းတယ်ဒါပေမဲ့အခုလက်ရှိ price ကြားလို့ရှိရင်$နဲ့90နဲ့8 cent ပဲရှိတယ်နန်ဒီယာလူတစ်လုံးကျွန်တော်တို့ဒီ market ထဲမှာအသိဉာဏ်တွေတမျိုးရှိတယ်အများကြီးရှိတယ်အဲ့ဒီအသိဉာဏ်တွေကနေပြီးတော့chemical နဲ့လောက်စိတ်ကအသိဉာဏ်တွေတပုံကြီးရှိတယ်ဒါပေမဲ့chemical မဟုတ်ဘဲနဲ့ဒီမှာ organic ဆိုပြီးတော့အနေရရှိတယ်ဒီဥစ္စာတွေဆိုလို့ရှိရင်အကုန်လုံး organic တွေကြီးပဲဆိုတော့က chemical မသုံးဘူးပေါ့ chemical တွေပါတဲ့မသုံးဘူးဒီရောက်ကရုံကိုပကောအတိုင်းစိတ်တဲ့အသီးတွေပကောအတိုင်းဖြစ်ပေါ်တဲ့အသီးတွေဒီသီးတွေဆိုလို့ရှိရင်ဒါဈေးကြီးတယ်ဒီတစ်တော့ကို$9လောက်ရှိတယ်ဒီမှာဒါဈေးကြီးတယ်ဒီကောင်လေနော်၄လုံး၅လုံးပဲရှိတယ် organic မို့လို့နော်ဒီလိုအပ်အစိမ့်သီးတစ်ထောက်ကို$5ဒါပေမဲ့ profit မှာရိုးရိုးဆိုလို့ရှိရင်ဘယ်လောက်မှမရှိဘူးဒီလောက်တစ်ထောက်မှပဲဒီမှာ$3လောက်ပဲရှိတယ်ဒီကောင်တွေက organic မဟုတ်ဘူးကျွန်တော်တို့ဒီ market မှာတွေ့ရတာနေပြီးတော့ American အဆက်စာတွေပဲများတယ် American အဆက်စာတွေကဘာတွေစလဲဆိုလို့ရှိရင်အသားတွေကိုစတယ်နောက်အသီးရွက်တွေကိုစတယ်အဲ့ဒီအသားတော့အသီးရွက်တို့ဆိုတာတော်တော်များများရှိတယ်ဒါပေမဲ့ဒီကျွန်တော်တို့အရှက်ကလူတွေကြားလို့ရှိရင် seafood ကိုတော်တော်များများကြိုက်တယ် seafood ဆိုလို့ရှိရင်လည်းဘာမှမကြည့်ဘူးဒီချိန်မှာဘာတရှိမလဲပဇွန်နဲ့နည်းနည်းရှိတယ်အခုလိုပါကန်ရက်ပြီးတော့ထောက်ရတဲ့ပဇွန်တွေနည်းနည်းရှိတယ်ဒီကလူတွေကြိုက်တာကနေပြီးစီလီမွန်ကကြိုက်တယ်အဲ့ဒီစီလီမွန်ကများများရှိတယ်အသားပေါ့နော်အသားအမဲသားပေါ့အမဲသားလို့ရှိရင်ဒီ market ကအသားတွေဆိုလို့ရှိရင်စားပြောတယ်ဒီမှာဂျက်စကောက်ရှာတယ်ပထမဘယ်လောက်လဲ$9$ကို$9နဲ့ဒီဂျက်စကောက်ရှာတယ်ဒီဥစ္စာအမဲသားပြီးရင်ဝက်သားတွေလည်းအဲ့လိုပါပဲဈေးကြီးတွေပထမတော့ဆိုလို့ရှိရင်တော်တော်စားပြောတယ်အခုတော့တော်တော်ဈေးကြီးနေပါပြီကျွန်တော်တို့ဒီဥစ္စာက$20ဖြစ်နေတပောင်း$899 1 powder $899ကျွန်တော်ဆိုလိုတာကဒီပြန်မကနေစားလို့ရှိရင်တော်တော်ဈေးရှူပါတယ်မတူတဲ့ရင်ကျင်းမှုကိုရှက်ပြပါဆိုလို့ရှိရင်ဒီဥစ္စာလည်းတစ်ခုပါတယ်အမေရိကန်နဲ့ဒီဥရောပနေမှာပါကာဝါအစာတရှူကိုသုံးတာရှိတယ်အရှာစတိုင်းဆိုလို့ရှိရင်အင်္ဂါမှာရင်းနဲ့တန်းစံတယ်ဒါပေမဲ့ဒီကမှာအဲ့လိုမဟုတ်ဘူးကြာခုလိုမျိုးပဲတရှူတွေကိုပဲများသုံးရပါတယ်ဒါကြောင့်မလို့ကျွန်တော်ပြောပြချင်တာလုံးဝထူးခြားတဲ့ပုံစံတစ်မျိုးဆိုလို့ရှိရင်လေအင်္ဂါမှာရေပကန်းတွေနဲ့တရှူကိုသုံးတဲ့ရင်ကျင်းမှုကလည်းဒီထဲမှာကြီးကျယ်ဒီ Samsung TV ဆိုလို့ရှိရင်85လက်မှတ်အထိရှိတယ်ဒီ85လက်မှတ်ပေါ်မှာ$1098ပဲရှိတယ်တော်တော်လေးကိုဈေးတောင်လို့ပြောရလိမ့်မယ် Roman market ဆိုလို့ရှိရင်အမေရိကန်ဒေါ်လာမှာလည်းဒီတူတူနဲ့အတူတူနဲ့ market လို့ပြောရတာဘုံလို့ဒီဥစ္စာလိုက်ကြည့်ပါတကယ်ကိုဈေးရှူတယ်လူတိုင်းစီဝေပြိုတယ်လူတိုင်းစီသုံးနိုင်တယ်တချို့ market ဆိုလို့ရှိရင်ဗျာဈေးကြီးတော့အာကြီးတော့လူတိုင်းစီမဝင်နိုင်ဘူးအဲ့လိုနေကမရှိတယ်ဒါပေမဲ့ဒီ market ကြလို့ရှိရင်အဲ့လိုမဟုတ်ဘူးအဲ့လိုဒီအကြီးတစ်လုံးမှာ$900ကျော်ပဲရှိတယ်$1000တော့မရှိဘူးအဲ့လိုတွေဈေးတန်တာအဲ့ TV တစ်ခုပဲလားဆိုလို့ရှိရင် TV မှာကိုဒီပြဟာတလေအကုန်လုံးအဲ့လိုပဲအဲ့သဘောတရားကပစ္စည်းကလည်းညံ့တာမဟုတ်ဘူးသူ့အတိုင်းတန်တဲ့သူ level တစ်ခုတည်းရှိတယ်ပစ္စည်းကိုလည်းသုံးပြော်တယ်ဈေးလည်းမကြည့်ဘူးခိုက်စကနေပြောလို့ရှိရင်အလွန်အသီးသီးကလူတွေကဒီ market မှာအသုံးပြုနိုင်တယ်ဒါကြောင့်မလို့ဒီ market ဆိုလို့ရှိရင်လူတူများများအပလူတဲ့ market လို့ပဲကျွန်တော်တို့ပြောရလိမ့်မယ်